အားပြကြတော့သူ့ဘက်ဆိုတာပြေးပြီးအားပြစိတ်ချတာမျိုးကိုကျန်တာပြည့်တော့တာလောခိုင်မှာယောတဲလေးတွေတောင်းပြေးလို့အကျမဲ့တော့စိတ်ချတာမျိုးကိုကျန်တာပြည့်တော့တာသက်သွေးပဲလို့လက်သွေးပဲလို့ကျဲတတိယပဲပြည့်ပြည့်တော့ပြေးလို့好起来哦！对没有了。来去追好啊！သူ့ဘိုက်ထဲလုံးရတာဥပိုက်ထဲလုံးရတော့နားလောက်မှထွန်းရဖြစ်တော့အဲ့ဒါဟိုဘက်မှာတော့နေနေလို့ရအောင်လာဆင်ထားတဲ့အတွက်အဲဘိုးနဲ့လမ်းကျွမ်းတာတော့ဥပိုက်ချလို့ရတော့အစ်စ်ပြန်လဲသူ့ပေါ်ပေးရတယ်ဟုတ်ကတော့သုံးနေတဲ့ပုံကပါဒီမှာဝေဟောင်းကတော့နားလောက်မှဖြစ်တော့